အားလုံးပဲမင်္ဂလာပါဒါကတော့ Pokemon လို့ခေါ်တဲ့အကောင်လေးတွေပါကျွန်တော်တို့မြန်မာပြည်မှာတော့ဖြူဒါမှမဟုတ်ဖြူကောင်လို့ခေါ်ကြပါတယ်တကူလုံးမှာဓားတွေလန့်နေအမျက်ဆောင်တတ်တဲ့အကောင်လေးတွေပေါ့ဒီလိုတော့များများကသူတို့ကိုမြင်စုနဲ့ပြစ်တော့မယ်ပြေးကြရဆိုပြီးကြောက်တတ်ကြပါတယ်တကယ်တော့သူတို့ကရန်ချတတ်တဲ့ဇာတ်မျိုးမရှိကြပါဘူးတကယ်ကိုအေးဆေးသေးနေတတ်တဲ့လူအေးလေးတွေပါဒါပေမဲ့သူတို့ကိုတွားဆိုင်ရင်တော့သေးပါသေးရတယ်ဘာလို့လဲဆိုသူတို့ရဲ့ပုံစံကလာမထိနဲ့ထိရင်တော့အနာပဲဆိုတဲ့ပုံစံမျိုးပါဖြူကောင်တွေစူးနဲ့ပြစ်တယ်ဆိုတာကအမှန်တော့မဟုတ်ပါဘူးသူတို့ကစူးတွေကိုလက်မပစ်နိုင်ပါဘူးသူတို့ရဲ့စူးဆိုတာကတကယ်တော့အမွှေးတွေကနေစင်ကဲပြောင်းလဲလာတာပါဖြူကောင်တစ်ကောင်မှာစူးပေါင်း3000ကျော်ရှိပါတယ်သူတို့စူးတွေကအဝေးကနေလှမ်းထိတာမျိုးမဟုတ်ပါဘူးဒါပေမဲ့သင်ကရှာရှည်ပြီးတွားထိမယ်ဆိုရင်တော့စူးတွေကတင့်စီကိုကပ်ပါသွားမှာပါပိုစူးတာကစူးထိတ်မှာငမားကျိတ်လို့နောက်ပြန်သွားလေးတွေပါတာမလို့တစ်ခါဆိုင်ပြီးရင်ပြန်တော့ဖို့အရန်ခတ်ပါတယ်ဒါကြောင့်တေချာတာတစ်ခုကတော့တင့်အနေနဲ့တစ်ခါခံရပြီးရင်နောက်တစ်ခါသွားစားရမှာမဟုတ်တော့ဘူးဆိုတာပါပဲဒီကောင်တွေကဦးကြောင်ကြောင်နမ်းပြီးအလဲပေါင်း1600နဲ့ကောင်းနေပါသူတို့ကတစ်ပင်တက်ရတဲ့ဝါသနာပါကြပါတယ်ဒါပေမဲ့တက်တဲ့အခါတိုင်းလည်းတစ်ကိုင်းပေါ်ကနေခဏခဏပြုတ်ကြတတ်ပါတယ်ပြုတ်ကြတဲ့အခါကိုစုကိုပြန်ဆိုင်မိတာမျိုးတွေလည်းတစ်ခါတရံကြောရမှာပါသူတို့ရဲ့စူးမှာအံ့ဩစရာကောင်းတဲ့သေးဝက်ချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့စူးတွေမှာပါဝင်တဲ့တဘာဝပိုးသက်ဆေးပါပဲအဲ့ဒါကြောင့်မလို့အနာထဲကိုပိုးဝင်မှာမစိုးရင်ရပါဘူးသူတို့ကိုယ်တိုင်လည်းအဲ့ဒီစူးကိုပြန်မလုပ်နိုင်ကြပါဘူးတယောက်ယောက်ကအဲ့ဒီစူးကိုနှုတ်ပေးမှသာရမှာပါဖြူကောင်တွေဘာစားလဲဆိုတော့သူတို့ကတတ်တတ်လို့သမားတွေပါဒါပေမဲ့ထူးဆန်းတာကသူတို့ကအယိုးကရတဲ့ဝါသနာပါကြပါတယ်ဒါကသူတို့ရဲ့စူးတွေမကြောတတ်မှာဖို့အတွက်ကယ်ဆီယမ်တဲ့အမြောင်အများလိုအပ်တာကြောင့်ပါတောထဲမှာတခြားတိရစ္ဆာန်တွေရဲ့စွန့်ပစ်အယိုးဟောင်းတွေကိုရှာဖွေကိုက်ဖြတ်ပြီးတက်ဖြစ်ရပါတယ်တခါတရံမှာလူတွေအသုံးပြုတဲ့စစ်သားလက်ကင်ပစ္စည်းတွေမှာကတ်နေတဲ့စားတတ်တဲ့တတ်ထုတက်တွေကိုရရှိဖို့အတွက်လိုက်လံကိုက်ဖြတ်ကြပါတယ်သူတို့စားနေတဲ့အတန်ကိုနားထောင်ကြည့်ရင်တော့တကယ်ကိုအေးအေးဆေးဆေးပါပဲဘေးမှာဘာဖြစ်ဖြစ်ဘူးမဆိုင်ပါဘူးတမြုံမြုံနဲ့အားရပါစားနေတာကကြည့်ရင်တော့တော်တော်လေးဦးကြောင်ကြောင်နိုင်ပါတယ်စားနေတော့သွားနောက်ရှက်ရင်တော့ချီးချက်ချက်ဆိုပြီးညံတွေ့ပါလိမ့်မယ်ညံသူနဲ့တွေ့ရင်ဖြူကောင်တွေကထိတ်တိုက်ရင်မဆိုင်ကြပါဘူးနောက်ပြန်လမ်းလျှောက်ပြီးတော့စူးနဲ့ထိုးတာပါဒါဒီမကသေးပါဘူးသူတို့ကအချက်ပေးတဲ့အနေနဲ့အနံဆိုးတွေထုတ်လွှတ်နိုင်ပါတယ်ဆိုလိုတာကအစူးနဲ့အဆိုင်မခံရရင်တော့အနံနဲ့တွေအသက်ပြောက်သွားနိုင်ပါတယ်စူးတွေကြားထဲမှာသူတို့ဘယ်လိုမျိုးချစ်ကြိုက်ကြတယ်လို့ထင်လဲပထမဆုံးအနေနဲ့အထီးကအော်ဟစ်တန်ဟောက်တန်တွေထုတ်ပြီးအမကိုတတိထားမရအောင်လုပ်ပါတယ်向大局逆转吧အမဘက်ကသဘောကျတယ်ဆိုရင်တော့အဝေးကနေစီးနဲ့ပတ်ပြီးဒါငါလူဆိုပြီးတတ်မှတ်ကြပါတယ်ဒါပေမဲ့အမကခွင့်မပြုရင်တော့ဘာမှလုပ်လို့မရပါဘူးလက်ခံပြီးဆိုမှအစူးတွေကိုအသာလေးချဲပေးပါလိမ့်မယ်ပြီးရင်တော့အထီးကလုပ်ငန်းဆောက်လို့ရပါမယ်ဒါတော့မှသူတို့ရဲ့ဆက်ဆံရေးကတကယ်ကိုတတိထားပြီးကင်တွယ်ရပါတယ်တစ်ချက်လေးမားတာနဲ့ညီငယ်လေးအတွက်တော့အိမ်မဆိုးပါပဲဖြူကောင်တွေရဲ့မျိုးပွားမှုပုံစံကလည်းထူးခြားပါတယ်ဖြူကောင်မလေးတွေကတစ်ချိန်မှသားပေါက်တစ်ကောင်သို့မဟုတ်နှစ်ကောင်သာမွေးဖားလေးရှိပါတယ်မွေးစားမှာတင်ဖြူကောင်လေးတွေကမျက်စိပွင့်မိတာဖြစ်သလိုစူးလေးတွေလည်းပါလာပြီးသားပါဒါပေမဲ့အမေအတွက်အနေရမရှိစေဖို့မွေးစားမှာစူးလေးတွေကအလွန်နူးညံ့ပါတယ်နေနဲ့ထိတွေ့ပြီးနိုင်ဝက်တနာရီလောက်ကြာမှဒီစူးတွေကတဖြည်းဖြည်းမာကျောလာပြီးလက်နဲ့အဖြစ်အသုံးပြုနိုင်တဲ့အဆင့်ကိုရောက်ရှိသွားပါတယ်ကဲဒါဆိုရင်ဖြူကောင်ဆိုတာခုပတ်တာအေးအေးဆေးဆေးနေတတ်တဲ့စူးတွေနဲ့အာလူကောင်လေးတွေဆိုတာသိသွားကြပြီမလားဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျနောက်ဗီဒီယိုမှာထပ်တွေ့ကြတာပေါ့